2026စပိန်စူပါဖလားပြိုင်ပွဲရဲ့ဆီမီဖိုင်နယ်ဒုတိယပွဲစဉ်ကိုမနေ့ကရှင်ပြိုင်ကစားခဲ့ရမှာရီယယ်မက်ဒရစ်အသင်းကအက်တလက်တစ်ကိုအသင်းကို2-1နဲ့အနိုင်ရခဲ့တာကြောင့်စပိန်စူပါဖလားဗိုလ်လုပွဲမှာဘာစီလိုနာနဲ့ရီယယ်မက်ဒရစ်တို့4-2ဆက်တိုက်ဆုံတွေ့ရတော့မှာဖြစ်တယ်လို့သိရပါတယ်။ဆီမီဖိုင်နယ်ပထမပွဲမှာဘာစီလိုနာကဘီဘာအိုကို9-9ပြတ်နဲ့အနိုင်ယူပြီးဗိုလ်လုပွဲကို4-2ဆက်တိုက်တက်ရောက်နိုင်ခဲ့တာပါ။ရီယယ်မက်ဒရစ်ကတော့2022ကနေ2026အထိ9-2ဆက်တိုက်ဗိုလ်လုပွဲတက်ရောက်နိုင်ခဲ့တာဖြစ်ပါတယ်။ဒီပြိုင်ပွဲမှာဘာစီလိုနာအသင်းကစူဖလား15ကြိမ်ရရှိထားတဲ့အောင်မြင်ဆုံးအသင်းဖြစ်တယ်လို့ရီယယ်မက်ဒရစ်နဲ့ဆုံတွေ့ခဲ့တဲ့နောက်ဆုံးဗိုလ်လုပွဲ3ကြိမ်မှာလည်း2ကြိမ်အနိုင်ရခဲ့ပါတယ်။2026စပိန်စူပါဖလားဗိုလ်လုပွဲကိုဇန်နဝါရီ17ရက်မှာရှင်ပြိုင်ကစားရမှာဖြစ်ပြီးစုကြီးနဲ့ရှင်ပြိုင်မှုအပေါ်ငွေကြေးခွဲဝေမှုအရဘိုးဆွဲတဲ့အသင်းကယူရို8သန်းအထိရရှိမှာဖြစ်ပြီးရှုံးနေတဲ့အသင်းကတော့ယူရို9.4သန်းရရှိမယ်လို့သိရပါတယ်။